လူငယ်တစုဟာရေကူးကန်ဘေးမှာတပြိုင်နက်တည်းမင်းလဲကုန်ကြပါတယ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေအမြန်ရောက်လာပြီးသူတို့ကိုမျက်ခင်းပြင်ပေါ်တင်ကအသက်ရှူကူညီခြင်း CPR တွေချက်ချင်းလုပ်ပေးခဲ့ကြပါတယ်ဖြစ်စဉ်ကိုမင်းမြင့်ကြည့်တဲ့အခါမှာတော့သူတို့ဟာပျော်ယုံတက်အတွက်ရေကူးကန်ထဲကိုနိုက်ထရိုဂျင်တွေလောင်းထည့်ခဲ့ကြတာပါဒါပေမဲ့နိုက်ထရိုဂျင်တွေကအငွေ့ပြန်ပြီးပတ်ဝန်းကျင်ကအောက်ဆီဂျင်တွေကိုစုပ်ယူလိုက်တာကြောင့်သူတို့တွေအသက်ရှူချက်ပြီးမင်းလဲကုန်ကြတာဖြစ်ပါတယ်ကယ်ဆယ်ရေးသမားတွေရောက်မလာခင်မှာပဲမိန်းကလေးတစ်ယောက်ကသူမရဲ့သူငယ်ချင်းတွေကိုရေထဲကနေဆွဲတင်ထားနိုင်ခဲ့ပါတယ် CPR လုပ်ပေးပြီးတဲ့နောက်မှာတော့လူငယ်တွေတယောက်ပြီးတယောက်တတိပြန်ရလာပြီးအောက်ဆီဂျင်တွေတက်ပေးလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲအဖွဲ့ဝင်တယောက်ဖြစ်တဲ့ကျက်ဟာအဖြူရောင်ငွေ့တွေကြားထဲမှာပျောက်ဆုံးနေတာကိုတတိထားမိသွားကြပါတယ်ခဏအကြာမှာတော့ကျက်ဟာရေထဲကနေပြန်ပေါ်လာပြီးရေနစ်နေတဲ့မိန်းကလေးတယောက်ကိုကယ်ထုတ်လာခဲ့ပါတယ်အဲ့ဒီမိန်းကလေးကိုစစ်ဆေးကြည့်တဲ့အခါနှလုံးခုန်ရဲနေတာကြောင့်ရင်ဘတ်ကိုဖိပြီးကူညီပေးလိုက်တဲ့အခါမှာတော့ပါးစပ်ကနေရေတွေထွက်လာပြီးတတိပြန်ရလာပါတယ်တတိကဲကျက်ဟာရေကူးကန်ဘေးကဖက်နက်တွေကိုရေတွက်ကြည့်ရကနေလူတယောက်ပျောက်နေမှန်းသိသွားတာကြောင့်သူ့တက်ကိုယ်တော်မငဲ့ပဲရေကိုခုန်ဆင်းကယ်တင်ခဲ့တာပါဒါပေမဲ့တတိယလာပြီးခဏအကြာမှာတော့အဲ့ဒီမိန်းကလေးဟာအန်ထုတ်ပြီးအသက်ရှူရခက်ခဲလာပြန်ပါတယ်ဂျက်ကဒါဟာအဆုတ်ထဲမှာအရေတွေစုပုံလာတာကြောင့်ဖြစ်တဲ့၆တွေ့ရည်နေခြင်းဝေဒနာဖြစ်ကြောင်းပြောပြလိုက်ပါတယ်ဒါဟာခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုနောက်ကျပြီးမှဖြစ်ပေါ်လာတဲ့အခြေအနေဖြစ်တာကြောင့်သူမကိုအရေးပေါ်လူနာတင်စင်ပေါ်တင်ပြီးဆေးရုံကိုအမြန်ပို့ဆောင်လိုက်ပါတော့တယ်